ရှင်းရှင်းပဲပြောမယ်ဟာနင်ကြိုက်တဲ့ပုံစံငါနေခဲ့တာမဟုတ်ငါနေတဲ့ပုံစံကိုနင်ကြိုက်ခဲ့တာအခုမှဟိုဟာပြင်ပေးပါဒီက ရောက်ဟိုကပြေးပြီးပါဒီပြေးပြီးလာလို့ပြောတယ် ပြင်ပေးပါငါ့ကိုလာပြောမနေနဲ့အခုငါဒီလိုပုံစံတိုင်းပဲနေမယ်နင်ကြိုက်တာမကြိုက်ဘူးလား မကြိုက် အေးအဲ့ဆိုလည်းပြီးရောငါပြင်လိုက်မယ် ဟယ်လိုတကယ်ချင်းကြားလား ကြားရတယ်လေတကယ်ချင်း အဲ့ဒါကိုပဲမှတ်မို့ငါပြောတာသူတလုံးမှမကြားဘူးတဲ့ ဟာမဟုတ်တာရဲ့အဲ့ဒါလေးကိုတစ်တစ်ရင်းထည့်သွားတာ ဟုတ်လားအဲ့ဒါဆိုငါပြောချင်မယ်နော်ငါဝေးအခက်ခဲဖြစ်နေလို့ဝေး10သိန်းလောက်ခဏလောက်လှည့်ထားပေးပါလားဟာ ဟယ်လိုတကယ်ချင်းဟယ်လိုဟုတ်တယ်ဟာနေ့ဘက်ကပြောတာငါဘာမှမကြားတော့ဘူး 哎呦我的妈！ မောင်လေးနှာခမ်းမွေးလေးကလှရနော်ကိုင်းကြည့်လို့ရမလား ကိုင်းကြီးလေအမလည်းအကိတ်ကြီးနော်ကိုင်းကြီးလို့ရမလား 哎呦我的妈！ နင်ငရဲပြရောက်လို့ရှင်ဒေဝီတွေများတွေ့လို့ရှင်ရိုက်ခွဲခဲ့သားမှာဘာလို့ငါရောက်ရင်ကြောစရာမရှိအောင် မော်လမြိုင်ကဘေဘီနယ်ထဲမှာရှာတယ်ရှင် မော်လမြိုင်ပုံပြနေမှာရှိရ ဟုတ်အဲ့ဒါတောင်ကြီးရရော ရှမ်းပြည်နယ်ထဲမှာရှိရ အဲ့ဒါကလေးရရော ဗာတရားထဲမှာ ကလေးရကိုရင်ဝင်ထဲမှာရှာမဟုတ်လားနော် ဘာပေါ်တာလဲ ကိုကြီးကမမပဲနေရယူတာ ဆောက်ချက်ကွဲပြီဆောက်ချက်ကွဲပြီ ကိုကြီးကမမပဲနေရယူတာ မသိတာမရှိဘူးကြိုက်တာမေးငါစကားမဆုံးသေးဘူးလေအင်္ဂလိပ်လိုတကယ်တက်လားတကယ်တက်တာပေါ့ ငါရှိရမြန်မာလိုပြောရင် ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ် မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးကသူမရဲ့နာမည်ညိုညိုမြင့်လို့ခေါ်ပါတယ် Her name is brown high တော့ဘာကြီးတော့ဟာ brown ဆိုတာအညို high ဆိုတာအမြင့် brown high ညိုညိုမြင့်ဟုတ်တယ်လားအဲ့ဒါဘာဖြစ်လာလဲလို့အပမအလုပ်တော်ရပြက်လုံးပြက်အောက်ကနေဟေးနဲ့မလုပ်ပါနဲ့ဒီတကလုံးတွေကိုအဲ့ဒါဝိုင်းကြော်ရဲ့ချစ်သူပဲအေးအများကြီးပဲ မက်ဆင်ဂျာမှာကောင်းလေးတယောက်ကလာဟိုင်းတာဟိုင်းကိုလည်းပြလဲကိုပြန်ဟိုင်းလိုက်တာမမသူကမမခေါ်တဲ့အချိန်ကိုရင်ဖလို့ဖလက်ဖြစ်ပါမမလည်းခင်းလို့ရမလားကိုကလည်းယောက်ျားလေးတငယ်ချင်းပေါင်းသိမရှိဘူးလေဟောသူ့တော့ခင်းဦးမယ်ပေါ့ရပါတယ်မောင်လေးခင်းလို့မမတက်ဘယ်လောက်ရှိပြီလဲတဲ့ဘာဖြစ်လို့လဲမောင်လေးဘာမှမပေါ့တဲ့ဒီတိုင်းလေးပဲမေးကြည့်တာပါတဲ့မမတက်40ကျော်ကြီးမောင်လေးတဲ့လူတွေများစိတ်ကြမကောင်းတာနော်ဖလို့ဖလက်တော့ပြည်သေးဘူးမမတက်40ကျော်ပြောတယ်ရအခုတည်းပေါ်လာတာအခုတည်း ကိုနားလေမလား 要赢别的别，比我高比黑，OK。好，对啊，加油了。 တလားလောက်မရှိဘူးလေ အရှိကတွဲပြစ်ခဲ့ကြသေးလား မဖြေတော့ ပြက်ပြီးတော့ပြန်တွဲရတော့ဗောနော် တက်သွားပြီတက်တဲ့အားသူမကောင်း ဟုတ်မကောင်းလို့ဟုတ်ဘူးလေဆဆတွေ့တော့ဘယ်ကနေစပြီးကြ မကနေတယ် အတွေ့ပြီးတော့ကျွန်တော်ကသူ့ရှိသွားတာပေါ့သူ့ကိုသွားတွေ့တာစကားလေးဆက်ပြောရင်းနဲ့ရီးစားဖြစ်သွားတာ စတွေ့တော့က तू ကကိုယ့်ရဲ့ရည်စားဖြစ်လာမယ်လို့ခံစားမိလား မညမ်းလို့ ဟုတ်တယ်နှစ်ယောက်ရဲ့ပုံစံအပြင်မှာကျတော့တော်တော်ကွာတယ်ကွာဒီ ကိုရတက်သွားတာညမဒီတိုင်းဖုန်းလေးပြန် အပြင်မှာပို့ချောနေပြောလား ဟုတ်တယ် အပြင်မှာပို့ချော လို့လေ ဘသူကရင်စားပြီးစကားပြောတာဘသူကစပြီးကြိုက်တာ ကျွန်တော်ကရန်ကြီးတော့ကျွန်တော်ကတော့တိတ်မကွာချဘူး तू ကကွာတာပါပြောရမယ်ဆိုရင် တွေ့ပြီတွေ့ပြီ ပြောတာကွာတာ အော်ဘလို့ကွာ ပါတယ်လေပါလာ ဒီမှာတိဆောင်းတယ် အဲ့လို propose လုပ်လိုက်တော့ ဗဒေးမတိုင်ခင်မှာဖះသွားဖို့အရင်ခွင့်တောင်းလိုက်တယ်အနေရောက်သေးပေါ့အဖြစ်ပြီးရင်ပေးဆိုပြီးတော့မမရလေးဖြစ်အောင်လုပ်လိုက်တာပေးပါတယ်အဖြစ်မပေးငယ်တည်းကကိုကချစ်သူလိုဆက်ဆက်နေပြီပြောတာဘယ်လိုပြောရလဲ အော်ကောင်းပြီအော်ကောင်းပြီဟေး okay နှလုံးသားမရှိတဲ့ဘဝကိုငါသိဆိုင်ရလို့ဤ ကိုကောင်လေးရမ်းချစ်လား
ချစ်ဘူးစာချစ်တာညာကြီးချစ်တာ ကျွန်တော်ချစ်တာပေါ့ဒါပေမဲ့ကျွန်တော်လူသုံးဖြစ်နေတာလေယောက်ျားလေးကအဲ့လိုပါပဲဗျာနားလေပါတယ်လူ ဒီ သုံး ရလေးဖြတ်ပေးလို့ရ ကိုယ့်ရဲ့ဖာသနာကိုပေါ့နော်ဒစိမ့်လူတယောက်က10သိန်းပေးမယ်တစ်နှစ်လောက်စကားမပြောဘဲဆိုနေနိုင်လား နေနိုင်မဟုတ်ကျွေးမယ်ဆိုရင်တော့တမျိုးပါ ဟုတ်ကျုပ်လည်းဆိုရရပေါ့ သူကအဲ့လိုပါရဲ့ကျွန်တော်ကတင်းနဲ့ဆိုင်ပြန်ပြီးမယ်စကားပြန်ပြောမယ်လို့ပြောမှာသိရမလားဘယ်လိုနေနိုင်မှာလဲ နှစ်ဆ မိမတွေအဲ့လိုပဲဗျာဒီကရီးစားနဲ့မဟုတ်ဆိုရင်တော့မဟုတ်ကိုပဲရွေးကြတာဘွားမှာရေးကြီးဆုံးအားတဲ့မုံနဲ့ကိုကိုပဲဘယ်လိုမဟုတ်ပါရင်လားလီးပါရော ကိုနဲ့မုံတော့မှာ ဟုတ်တယ်ကိုကိုနဲ့မုံဆိုလဲတော်သေးမိဘနဲ့ကိုကိုဆိုလဲတော်သေး ဦးတီကပြန်ပေးဆိုရင်မုတ်ပေးမယ်ဆိုရင်မုတ်စားလို့ဆိုတော့လိုက်ပါဘူး မုံနဲ့များခဲ့ရမလားမုံနဲ့များခဲ့ရမလား မုံနဲ့ပဲများတာပဲရီးစားဖြစ်တော့လဲမုံနဲ့ပဲဇက်တိုက်များလို့ပဲဟုတ်ပါရဲ့အဲ့လိုပဲ ဟုတ်တယ်မှန်တယ်အညီမှန်တယ် ကိုနားလဲရမလား เรายังเบียร์เนี่ยตะเงยချင်းတို့မှာ single ရှိရမလားရှိတယ်ဆိုရင်